ကျွန်တော်ပြင်သိတော့ကျွန်တော်လူတွေရှာမှရှာဒီလိုထင်ပြီးတော့ပြောကိုကြွားလုံးအားကြီးကြွားခြင်းရဲ့ရွေချက်ကဘာလဲသူများထင်ကြီးခံရအောင်လုပ်တာသူလဲဟိုဘက်ထွက်သွားရောကျန်တဲ့ကောင်တွေကဘာပြောသွားငပေါ်ကြီးထင်ကြီးခံရမလားလို့ကြွားငပေါ်ဖြစ်သွားပါတယ်ဒါကလေးကိုမှတ်ထားပါထင်ကြီးခံရင်မကြွားပါနဲ့နှိမ့်ချရင်ထင်ကြီးကျွန်တော်ကတက်ဆိုကျောင်းသားတို့ကတက်ကတူဗော်လီဘောမှာလေကျောင်းကလက်ရွေးစင်မှာပဲကျွန်တော်ကြွားတာမဟုတ်ပါဘူးငပေါ်ကြီးဖြစ်သွားမှာဆိုလို့ဟုတ်ပြောချင်တဲ့ရည်ရွယ်ချက်ရှိအဲ့ထက်မှာကျွန်တော်လိုပဲကျွန်တော်တို့ကရပ်မျက်နှာစမရှာပေါ့နော်စမရှာပေါ့မကြရင်တော့ကမှငိမ့်စားယူသွားတဲ့ရဲချုပ်စိုးဝင်းကိုစိုးဝင်းပေါ့နော်ဦးစိုးဝင်းပေါ့ရဲချုပ်ဦးစိုးဝင်းသူကရမမြတ်မအောင်သူက lifter ကျွန်တော်တို့ရဲ့ lifter သိတော့ပါတယ်ရမမြတ်မဲနဲ့သူ့ကိုမန္တလေးတိုင်းလက်ရွေးစင်ထိရွေးရပါတယ်တော်လွန်းလို့နောက်တော့ရဲချုပ်ဖြစ်သွားတယ်အဲ့ကျွန်တော်တို့အသင်းနဲ့မာရီကျွန်တော်တငယ်ချင်းတယောက်ရှိသေးတယ်ဒီကောင်သိကြွားတာပဲတော်ပါတယ်ဗောလီဘောကိုရိုက်အောင်ဟိုဘက်ကိုကျသွားလို့ရှိရင်အဲ့ဒီကောင်ရိုးမနေဘူးမှတ်ထားသေသွားမယ်ဘာမှတ်အဲ့လိုပြောပြီးသူကရင်ဖွင့်ပြီးတပတ်လျှောက်ဝါလူတွေကရည်ရဘာဖြစ်တာတော့ငပေါ်ကြီးလို့ပြောတာအဲ့ဒီကောင်လည်းမမှတ်ဘူးနောက်တစ်ခါရိုက်အောင်သေသွားမယ်လျှောက်ပြန်ဟောကနေကြီးကျွန်တော်တို့ထဲမှာနှခမ်းမွေးကားကြီးနဲ့သူ့အားလုံးအဘလို့ခေါ်တယ်အသက်တူပဲကျွန်တော်တို့ ਨੇ နှခမ်းမွေးကြီးကြောင့်မလို့အဘနဲ့တူနေတယ်ကြီးပဲနှခမ်းမွေးကြီးသူကဒီကျွန်တော်တို့တောင်ပြုံးပွဲမရယာမှာသွားရိုက်ကြတော့မရယာသိချက်တာပဲအဲ့လူယူတော့လူအများကြီးပဲကွင်းပြစ်ကြည့်ကြတော့မကစားခင်တိုင်းနဲ့သွေးပူလေးချင်ကန်လုံနေကြသူများရိုက်ချတဲ့ဘောလုံးတွေပြေးပြီးလိုက်ကောက်ချတယ်အဝေးရောက်သွားလိုက်ကောက်ပြီးရင်သူရိုက်မပြပါဘူးသူများပြန်ပေးလိုက်သူကဘောလုံးကောက်ဖို့ခေါ်လာတဲ့လူကြားနာနောက်တော့မရယာလူတွေကအော်တယ်အဘတစ်ချက်လောက်ရိုက်ပြပါဝိုင်းခိုင်းတဲ့ခါကျသူကောက်လာတဲ့ဘောလုံးလေးကို lifter ကိုစိုးဝင်းကိုပေးလိုက်ကိုစိုးဝင်းကမြောက်ထောင်ပေးလိုက်ပြေးခုန်တက်သွားတယ်ကိုတပိုင်းပိုက်ပေါ်ကျော်သွားတယ်ထုချအုံးနဲ့ဆယ်ပေစီးထဲမှာကြာအဲ့လိုလက်ကြရောကိုသန်းမောင်ကအဘရှက်တယ်ကောင်းကလေးငုံဟိုဘက်လက်ထွက်သွားဟောကနေလက်ခုပ်ဩပါပေးကြတယ်သူကတော့ချီးမွမ်းမှာစိုးလို့ကောင်းကလေးငုံသွားတော့ချစ်ခင်စွာအားပေးတယ်ကိုကောင်ကဆွဲပြတိုင်းကြသေသွားမယ်ဝိုင်းဟာကိုသန်းမောင်ကြတော့ဟိုတစ်ဖက်ကလူတွေကိုကစမ်းကျင်ဘက်ကလူတွေကိုကကိုသန်းမောင်ဆွဲလို့တိုင်းငနဲ့ကြိုက်ဟိုဘက်ကအသင်းသားတွေကိုလက်ခုပ်တီးတယ်ချစ်လိုက်တာနှိမ်ချခြင်းကိုလူတွေချစ်တယ်ဝါကြွားခြင်းကိုလူတွေမုန်းတယ်လောကမှာသိတာပဲလို့မရှိပါဘူးငါသိသလောက်ကလေးရှိမှာပေါ့တခြားလူတွေကိုယ်တည်းသိတာအများကြီးကလေးတောင်မကိုယ်တည်းသိတယ်ဒီကြကွေးကလက်ဖေးဆိုင်လက်ဖေးမှာတော့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်မှားတယ်ဟာသအနေနဲ့ပြုံးပါစေရဲပါစေလို့ပြောတာနေမကဘူးကျွန်တော်မေကွင်းမင်းကလွန်ရောကွာချိုစိတ်ဆိုတော့ပေါ့ဤပြစ်ခွေလဲသူ့လက်ဖေးကတော့ပြီးခွေလဲကြသွားငါအဲ့ရန်ကုန်ကောင်တွေရွဲ့တာကွာရန်ကုန်ကောင်တွေလက်ဖေးမှန်ချိုတာမပါဘူးကြစိတ်ပေါ့ကြကော်ဖီဆိုရင်ခါချိုရင်တော်သားအဲ့ဒီကောင်တွေမထဲတဲ့နှုတ်စီငါထဲကုန်ထဲစမ်းပါဤပြစ်ခွေလဲသွားအဲ့ဒါလေးကျွန်တော်သဘောကျလို့မှတ်ထားကျွန်တော်ခုနေတာမင်္ဂလာတုံခေပင်လမ်းမှာတန်းကျွန်တော်အိမ်ဘေးမှာလက်ဖေးဆိုင်နေတန်းလို့တနေ့အိမ်ဘေးကလက်ဖေးဆိုင်သွားတော့စဝဲတို့လေးက10နှစ်သား
သူသိပါတယ်ကျွန်တော်နဲ့အိမ်နီးချင်းပဲဘယ်လိုဖြောမှလဲစာရေးဆရာကြီးတဲ့ဒီကောင်နောက်တောက်နဲ့မျက်နှာဘိုးမသိဘူးဒီကောင်ပြန်နောက်ချင်လို့ကျွန်တော်အီကြကွေးမှတယ်လို့မှားတယ်ဟဲ့ချိုစိတ်ဤပြက်ခွေလဲတစ်ခွက်กว่าအဲ့ဒီကောင်ကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှာလက်ဖေးတစ်ခွက်ဟေးချိုစိတ်ဤပြက်ခွေလဲကြောက်ပရောဂိတ်ဆုံးအီကြကွေးလွန်လာအောင်ဒီကလေးကဖြည့်เสียရှိတယ်လေရင်းသားဆော့ချစ်မရှိဘူးဟာဒီကောင်ငါတဲ့တော်တယ်ငါအဲ့လိုမသိဘူးသူတို့မှဖြည့်เสียရှိတယ်ဒါလေးကျွန်တော်မှတ်ထားတယ်ကလေးစီကသင်ယူတာနောက်တစ်ဆက်ရောက်ပြန်တယ်ဘယ်လိုဖြောမှလဲဦးလေးတဲ့ဒီကောင်တော့ဖြည့်เสียမကြောင်ဟိုကောင်လေးပြောတာပါထဲမှာဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံးกว่าအဲ့ဒီကောင်လည်းကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှာလက်ဖေးတစ်ခွက်ဟေးချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံးတိုင်ဖက်ပလက်လန်းအော်ဘုကောင်းနေဗျာဒီကောင်ဘိုးတော်တယ်တအားချိုတဲ့ကိစ္စကိုတိုင်ဖက်ပလက်လန်းဘယ်လိုစဉ်းစားလိုက်မှမသိသူပြောတော့လေဟုတ်လို့ပဲဒါလေးကျွန်တော်မှတ်ထားတယ်ပူသဘောကျမှတ်ထားနောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်လေးပါပဲ7နှစ်ကလေးကြီးပါပဲဘယ်လိုဖြောမှလဲဆရာကြီးတဲ့ဒီကောင်တော့ဖြည့်စရာမကြံတော့တော့ပါဘူးရှေ့ကလေးတွေပြောတာအကုန်တန်းစီလွတ်လိုက်တယ်ဟဲ့ချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံတိုင်ဖက်ပလက်လန်ကွာအဲ့ဒီကောင်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ဖြောဆရာကိုလှမ်းမှာလက်ဖေးတစ်ခွက်ဟေးချိုစိတ်ဤပြခွေလဲကြောက်ပရောင်းကိတ်ဆုံတိုင်ဖက်ပလက်လန်မြောင်းကြတဲ့ကောင်းဆိုင်ဒီလောက်တောင်ချိုရင်လားသေစမ်းกว่าအဲ့ဒါတွေကျွန်တော်တခုမှပို့ပြောတာမဟုတ်ပါဘူးပို့ပြောရအောင်ကျွန်တော်အဲ့ဒါမျိုးတွေလောက်ကိုမလောက်တတ်ဘူးဒီကောင်လေးတွေပဲတတ်တာဟာတော်လိုက်တဲ့ကလေးတွေကွာသဘောကျတို့တော့ကျွန်တော်ထပ်မမာရဲတော့ပါထပ်မှန်သေးချင်းစိုးနဲ့သေးလှုပ်ချင်လှုပ်မှာပဲခံရမှာပဲသူတို့မှသိပေါ်တာပဲစကလုံးကြီးအဲ့ဒီကလေးတွေအကြောင်းကိုကျွန်တော်စာလေးတစ်ပုဒ်ပြန်ရေးပါတယ်ခေါင်းစဉ်ကကိုယ့်ရဲ့သားသောကလေးများဖတ်တဲ့လူကိုပြုံးပါစေရဲပါစေလို့အတွေ့အကြုံကလေးမျှဝေပေးရုံမကအတိကလေးတစ်ခုပေးချင်ပါတယ်။ဘာလဲမင်းဘယ်သူမှထင်မသေးပါနဲ့ကလေးတောင်မင်းနဲ့သားတယ်။အဲ့ဒီလိုသိလို့ရှိရင်ကျွန်တော်တို့ဘဝင်မြင်ရစရာမရှိပါဘူး။သူတစ်ပါးကိုအထင်မသေးရတော့ပါဘူး။အဲ့ဒါဆိုရင်မင်းသိမဆိုးတော့ဘူးပေါ့။ဒါကိုမသိတဲ့လူတယောက်ကကောင်လေးတယောက်ရဲ့အိတ်ထောင်ထဲမှာတရားရန်ကလေးမြင်နေအချောင်ရမလားလို့သွားနှက်တယ်ဟဲ့ကောင်လေးမင်းနဲ့ငါနဲ့အမေးဖြေလို့အောင်မင်းမေးတာကိုငါမဖြေနိုင်မင်းကို200ပေးငါမေးတာကိုမင်းကမဖြေနိုင်ငါ့ကို100ပဲပေးတော့ကလေးကပြန်ပြောရမလုပ်ချင်ပါဘူးဦးလေးကလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးပါဘူးကွမင်းရှုံးရင်100ပဲပေးရမယ်ငါရှုံးရင်200တောင်ပေးရမယ်လုပ်ပါကွအတင်းကြီးခိုင်းနေကလေးကညင်းလို့မရနောက်ဆုံးပိတ်ကြကဲဒါဆိုရင်လည်းကျွန်တော်ရင်မဲမယ်ဦးလေးအေးပါမေးပါကွတလိษံတကောင်ရှိတယ်ဦးလေးခြေထောက်က3ချောင်းပါတယ်ဟိုလူနည်းနည်းကောင်းစားသွားတယ်2ချောင်းလည်းမဟုတ်4ချောင်းလည်းမဟုတ်ဘာကောင်ပါလိမ့်ကောင်လေးကဆက်ပြောတယ်ချိုကလည်း3ချောင်းပိုဆိုးနေဘိုးကလည်း3ခုအမီးကလည်း3ချောင်းအဲ့ဒါဘာကောင်လဲဦးလေးပြောတော့ဟာဟိုလူဒုက္ခရောက်အမျိုးမျိုးလှက်ပါတွေးစဉ်းစားဘယ်လိုမှစဉ်းစားလို့မရတော်လေးကြာသွားတော့ကောင်လေးကဦးလေးပြောလေရော့မသိဘူးကွာယူတော့သူ့စကားနဲ့သူစောင့်ကြီးအောင်ကြီး200ထုတ်ပေးကောင်လေးကပြောတယ်ဦးလေးမေးလက်မေးတော့ဟိုလူကအခုနကောင်လေးပြောတဲ့ကောင်မကျင်တတ်ဘူးသိချင်တယ်အဲ့ပို့3ခုဂျို3ချောင်းခြေ3ချောင်းမိ3ဟဲ့ဒီပြန်မမေးဘူးကွာအခုနမင်းပြောတဲ့ကောင်ပြန်မေးမယ်အဲ့ဒါဘာကောင်လဲမင်းပြောကောင်လေးအိတ်ထောင်နဲ့100ရန်နှိုက်ရော့ကျွန်တော်လည်းမသိပါဘူး
လေးမသိရင်100လေလူကြီးမသိတော့200ကလေးသွားနှက်တဲ့ကောင်100ရှုံးသွားကြောင့်မလို့လောကမှာဘယ်သူမှထင်မသေးပါနဲ့လူတွေသူ့နေရာနဲ့သူတော်ကြပါတယ်နည်းနည်းလေးဒီကုန်းချုပ်ဖြစ်ကလေးတစ်ခုပြောပါမယ်ကိုမြေစားခွင့်တောင်းတယ်နော်အဲ့ဒါတော့နှိမ့်ချခြင်းဖြစ်ကြီးမြတ်တာမရယာဘက်မှာလူတစ်ခုရှိတယ်ဘိသိက်ဆရာ2ယောက်ငားတယ်တယောက်ကမန္တလေးကဘိသိက်ဆရာလိုင်းနဲ့ကျေးကြီးဆုံးနာမည်ကျော်ဆုံးပါပဲတယောက်ကတော့စရောင်းမ9ရွာကတော်ဘိသိက်စရောင်းတောင်းနဲ့ရွာနာမည်ကိုဆွဲပြီးစရောင်းတောင်းနဲ့အိုးဘိသိက်ပြိုင်ဆိုတော့အညာကလူတွေကမန္တနဲ့အပြည့်လာအပေးဆိုင်းဆရာကလည်းမန္တလေးဆိုင်နာမည်ကြီးနာမည်ကျော်ကျွာစားစိတ်တင်ဟန်နဲ့အဲ့တော့ဘိသိက်ပွဲစကြပါစို့မန္တပြင်မဲ့ကိုလူတွေရှန်ထွက်နေတဲ့ရွာနီးချုပ်ဆက်ကပါလာကြတာကိုအိုးမြို့ဘိသိက်ကအရင်ဘိသိက်မြောက်တယ်မတ္တထကျေးကြီးနာမည်ကျော်ဘယ်လိုများလဲကွဟိုးနောက်ကလူတွေကခါလေးမှတ်ခေါင်းလေးမော့လန့်ကြည့်တွေ့ပြီဖက်ဖူးရောက်မောင်းချက်တည်းခေါင်းမောင်းကလေးပေါင်းလို့တော်ရင်အင်ကြီးရှည်ကြီးကမိဘူးကြဖြူဖွေးလွတ်အတွန့်ချေမရှိအောက်ကကြိုးကြီးကြီးလုံးကြီးရွှေပလားရောက်3600ပေးရတယ်ခြေတော့ကိုခြေအိပ်ဖြူလေးစွတ်လို့နောက်ကလူတွေကဟာကျဲကြည့်တာနဲ့လျော်ပါပဲရဲ့ကြည့်လို့ကောင်းလိုက်တာအသက်ကလည်း40လောက်သားရေးကပြည့်ပြည့်တင်းတင်းနှစ်သက်ကြတယ်စရောင်းတောင်းကလည်းမော့ကြည့်အင်ကြီးကတွန့်ကျင်မရှိတတိထားမိလူတွေကလည်းမြို့ဘိသိက်ကိုကြည့်ပြီးတော့နေအောင်ကွာငါတို့တောဘိသိက်ကြီးရရောဘယ်လိုများဝတ်ထားပါလိမ့်ဘိသိက်ပြိုင်ငို့ရှာကြည့်ကြတွေ့ပါပြီမတ်တရတဲ့ဘိသိက်ဆန်နဲ့တယောက်ကျော်လုံးမှာစရောင်းတောင်းထိုင်လို့စရောင်းတောင်းကမော့ကြည့်ရင်နဲ့သူ့အင်ကြီးကထောင်းလမောင်းကိုခြေနေတာပဲတော်ရင်အင်ကြီးရှည်ပါပဲရှည်ချင်းတော့တူပါပဲခြေမှာပေါ့သူကဘိသိက်ပွဲပြီးမခောက်ဘူးလုံးသိက်လွယ်ထဲထိုးကြိတ်ထဲအောက်ကပိုးလုံးကြီးပန်းအောင်ကလေးပဲဒါလည်းမခောက်ဘူးလုံးကြိတ်ထဲဘိသိက်မြောက်ခါနီးမှလွယ်ထဲကထုတ်တာခါပြီးတော့အင်ကြီးကိုဝတ်ပစိုးကိုလဲဝတ်သူတယောက်ထဲတော့ဘာအရေးလဲဘယ်သူမှမသိသို့ရင်အင်ကြီးရှည်ကြီးဖြစ်နေတာနဲ့ကိုပဲပြိဿနဲ့ကြွာချပြီးတော့သဘောတွေကြကြည့်ရတာအခုတော့ဟိုတယောက်ကတွန့်ကျင်မရှိစရုံတောင်းကသူ့ဘာသူလိပ်ပြမလုံးသူ့အင်ကြီးတွန့်ကျင်လေးတွေကိုလက်နဲ့ဖိပြီးတော့ပြေအောင်ဖြေတယ်ပျောက်အောင်ဖြောက်တယ်မပြေပါဘူးမပျောက်ပါဘူးပိုးလုံးကြီးလေးဒါလေးဖိသက်တို့တော်ဘိသိက်ကြီးကဘယ်လိုနေလဲကွာလှမ်းကြည့်တဲ့လူတွေကတွေးဟိုမှာကြည်အောင်ခုမှအင်ကြီးတွန့်ကျင်တွေဖိသက်နေတယ်တက်လည်းသူ့ပါပြေတွေမပျောက်ပါဘူးကွာဒေါသတွေအတင်းတုပ်နေတယ်တယောက်ကပြောတယ်မင်းတို့ကအင်ကြီးပဲကြည်တာကိုခေါင်းပေါင်းလည်းကြည်ပါအောင်မောင်းချက်ပြေခေါင်းပေါင်းမဟုတ်ဘဝကလေးကိုရစ်ပြီးတော့တစထောင်ပေါင်းထားတယ်အဲ့ဒီထိတ်တဲ့မှာချွေးကွက်ကြီးတဲ့ဒီလူမှဖြစ်တာမဟုတ်ဘယ်လူမှကွက်ခဲမှန်းတော့မသိချွေးကွက်က6000နေပါပြီတယောက်ကပြောပြန်တယ်အေးကွာသူချွေးကွက်သူမမြင်တော်သေးတာပေါ့ဒေါသတွေကလည်းအလွတ်ကိုမပေးဘူးချအဲ့ဒီမှာမြို့ဘိသိက်ကဘိသိက်စမြောက်ပါတယ်မင်္ဂလာ12ပါးကိုရှင်းပြပြီးတော့မင်္ဂလာတစ်ပါးချင်းစီပြောပြဟိုးပညာရှိစကားတွေနားထောင်လို့ကောင်းနေမင်္ဂလာပါပန်လူနန္တီတိစိန်တဲ့တီမင်္ဂလာမကောင်းမှုတွေပယ်ဖြတ်သုံးသင်လို့မင်္ဂလာခေါ်တာပြပြောစရုံတောင်းနားထောင်နေတယ်အင်ကြီးတွန့်ကြည်မတတ်နိုင်တော့ပါဘူးကောင်းလိုက်တဲ့စကားတွေငါမသိပါဘူးပညာရှိစကားတွေပါပဲဟိုးမျိုးပိတ်ဆရာလိုက်ပညာရှိပါပြီရဲ့နားထောင်မှတ်သားနေပါတယ်ဆရာလိုင်းကမင်္ဂလာ12ပါးပြည့်တဲ့ခါကျတော့ဘိသိက်ပြိုင်ဆိုတဲ့အတိုင်းတစ်ဖက်ကဘိသိက်ဆရာကို
နိုင်အပိုင်တွေ့ခဲ့တယ်ဘယ်လိုတွေ့တော့အဲ့ဒီမင်္ဂလာ12ပါးမှာအရေးကြီးဆုံးကဟောဒီသားရှင်ပြုတဲ့မင်္ဂလာပြဒီမင်္ဂလာရှင်လောင်းလေးတွေမကြခင်စဉ်းစားမနေဖြစ်မဲ့မိဘစာကြောက်ရမယ်ဒါကြောင့်မလို့ဒီရှင်လောင်းကလေးတွေကိုဗိသိက်သွန်းတဲ့နေရာမှာဗိသိက်ဆရာသေသေးရဲ့မတော့ရဘူးဗျသေသေးရဲ့တော့ရင်ဗိသိက်မမြောက်နဲ့ဝေါကနေမနဲ့ထဲမှာအတန်ကြီးဖြစ်ဘာဖြစ်တာလဲကြီးတာမဟုတ်ဘူးတနယ်လုံးသိတယ်စရုံတောင်းကတောဗိသိက်ဆရာကြီးကထရေအရက်တည်းကြိုက်တာကိုဗိသိက်ပွဲပြီးရင်ထတော်ဝင်မော့တော့မယ်မြို့ဗိသိက်ကလှင်လာကြီးလားကွဘဲကောင်းနေသတင်းပေါက်ကြသွားလဲကွဆော်ပြီးဟဲ့တောဗိသိက်ကြီးကိုတော့အပိုင်ချပြီးဟဲ့ဗိသက်ကစရုံတောင်းကိုလှမ်းကြည့်ကြတယ်စရုံတောင်းကခေါင်းကလေးတငိမ့်ငိမ့်နဲ့ဟိုမှာကြည်အောင်ခေါင်းတငိမ့်ငိမ့်နဲ့ဝန်ခံနေပြီတော်အကောင်တွေကတီတို့တဖန်ဖို့လို့အဲ့ဒီမှာမြို့ပိသကအပိုင်ခြေထောက်နဲ့ပြီးတော့ထိုင်သွားတယ်ဆိုင်ဆရာကအကူပြောင်းဒီလုံကလေးတီးပေးတော်ပိသိမတ္တထစရောင်တော့မိုက်ခရိုဖုန်းရှိရောက်ပိသက်ရှိရောက်တာတော့မှအင်ကြီးတွန့်ကြည်လေးတတ်တုံပိသက်ကဟိုမှာကြည်အောင်ခုထိတတ်တုံกว่าအစိုးလေးပုတ်တုံအဲ့လိုလုပ်နေရကနေပြီးတော့မြို့ပိသက်ရှိတဲ့ဘယ်ဘက်ကိုခေါင်းကလေးငှဲ့ကြည့်တယ်ပိသက်ကတိတ်သွားတာပဲကြည်နေပြီဆော်တော့သူ့ကိုဆော်သွားတာအဲ့လိုခေါင်းငှဲ့နေရကခေါင်းကလေးတဆက်ညိတ်အသက်တောင်မရှူရဲဘူးဘယ်လိုဆော်တယ်လဲကြားကျင်လို့ခေါင်းညိတ်ရနေပြောတယ်စရုံတောင်းကလူတွေကပြောလိုက်ကြတာဗိသိက်ပြိုင်နဲ့ကျွန်တော်မပြိုင်နိုင်ပါဘူးကျွန်တော်ကတက်လို့လောက်တာမှမဟုတ်ပဲစရုံမှ9ရွာကလဲသမားပါခမအခုလိုလဲရလုံငန်းအားတဲ့ຫນွေရာသီမှာကျွန်တော်တငယ်ချင်းမိတ်ဆွေတွေသူတို့သားရှင်ပြုတော့ဗိသိက်မငားနိုင်ကျွန်တော်ကိုကူညီတောင်းကြတယ်ကျွန်တော်ကသချင်းလေးပါလေဆိုတာဝသနာပါလို့ဗိသိက်မြောက်ပေးရင်းနဲ့ဗိသိက်ဆရာဖြစ်လာတာပါစောကဆရာလိုင်းပြောသွားတဲ့စကားတွေကောင်းလိုက်တာပညာရှိစကားတွေပါပဲပညာရှိပါပဲရဲ့ကျွန်တော်မသိပါဘူးမှတ်သားရကျေးဇူးကြီးပါတယ်ခမလူတွေကဟာဘယ်လိုကြီးလဲကွာဆော်တော့မယ်မှန်ဆော်လည်းမဆော်ဘူးသူ့တော့ဟိုကဆော်သွားတယ်တယောက်ကပြောတယ်မနိုင်တော့လဲရှုံးပေးလိုက်အေးတာပါပဲကွာဒေါ်သားတွေကတော့ဆက်ပြီးအတင်းချနေတော့တကယ်တော့အဲ့ဒေါ်သားတွေကကိုဒေါ်သားချင်းကိုဩဘာပေးချင်တယ်ကိုလူကလည်းအကုန်ရှုံးနေတော့ဂယုဏဒေါသောပြောနေကြတာပါအဲ့ဒီမှာစရုံတောင်းကဆက်ပြောတယ်ဒီနေ့ဗိသိက်မြောက်လာကနီးတောင်းမှကျွန်တော်မိမကနွားသချင်းနေရေးပြောင်းထမ်းငယ်အောင်ဆိုလို့ရေးထမ်းငယ်ရသေးတယ်ခမရေးတွင်းကလည်းရွာထဲမှမရှိရွာပြင်းသွားပြီးတော့ရေဆိုင်နှန်းကလေးနဲ့ထမ်းရတယ်ရွာကထွက်တယ်ဆိုရင်ပဲကင်းကလေးတွေကစိမ့်ဆိုးတရက်ပင်ကလေးတွေကပွင့်နေဝေးထမ်းမင်ကလေးတွေစီတန်းလို့ကျွန်တော်တယောက်တည်းလွန်တယ်လို့ဒါနဲ့ဘုံတော့ကလေးတစ်ပုတ်ဆိုလိုက်တယ်ခမရာဇဂိုပြည်ဌာနဘာယာနာချက်ဘဟုနာလန္ဒတက္ကသိုလ်ဝဲအသက်ကိုအနေစရုံတောင်းရဲ့တန်ကအတန်ဝါစီဟိနဲ့တိတ်ကောင်းတာပဲကျွန်တော်တန်ကအဲ့လိုမဟုတ်ပါဘူးတန်စင်သိယုံမြဆိုပြတာပါဆိုင်ကလည်းအဆိုကောင်းနဲ့စရုံတောင်းနဲ့တွေ့တော့လိုက်တီးတာပေါ့စောကတီးမှမတီးရပဲတီးလို့ကောင်းလိုက်တာမန္တထဲမှာဆိုင်တန်နဲ့တချင်းတန်ချိန်ညံပါကြောနားထောင်လို့ကောင်းနေအဲ့လိုကောင်းနေတော့ဘုံတော့ကဆုံးသွားစိန်တင်ဟန်းကတီးကျင်သေးလက်ကိုမြောက်လျက်ပိဋကနာကိုဆွန့်လျက်စရုံတောင်းကသိပါတယ်ရေတွင်းကဝေးတယ်ခမဘုံနောက်တစ်ပုတ်ဆုံးတာတော့မရောက်သေးဘူးခမလူတွေကဝါကနေကြီးတယ်ဆိုးအောင်မယ်
နောက်တစ်ပုတ်ဆိုပါတယ်စိန်တရားကတီးတယ်နှစ်ပုတ်ဆုံးမရောက်သေးဘူးခမရေရင်းကဝေးတယ်ဗျဝါကနေရီပြန်နဲ့သုံးပုတ်လေးပုတ်ငါးပုတ်ဆက်တိုက်ဆိုတယ်တချင်းတန်နဲ့ဆိုင်းတန်ရွာပေါ်လွှမ်းကြော်လို့သွားစရောင်းတောင်းရဲ့ဂိတရေရင်ကျော်မျောပါသွားကြပြီအင်ကြီးတွန့်ချေမေ့ကုန်ညထိတ်ကနဖူးချွေးခွက်ကြီးပျောက်သွားပါပြီစရောင်းတောင်းကိုယ်တိုင်လဲသူဂိတရေရင်ကျော်သူ့ဘာသာမျောပြီးတော့သူ့ရဲ့အင်ကြီးတွန့်ချေမေ့သွားပြီအဲ့ဒီမှာစရောင်းတောင်းကလက်ဒီဆရာတော်ဘုရားကြီးရဲ့တန်ဝေကတွေ့ကြုံကြီးကိုဆိုလိုက်ပါတယ်မိုင်မလေးနိုင်မှုမြိုင်ခင်းတဲ့ညာစီမိုင်မလေးနိုင်မှုမြိုင်ခင်းတဲ့ညာစီခါတော်မီတိမွေနိုင်ဘူးခါတော်မီတိမွေနိုင်ဘူးအဲ့ဒီခါတော်မီမှာကိုပဲဗျာသူကအမျိုးမျိုးကွန့်ပြီးတော့ဆိုတယ်ခါတော်မီ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 သူကကွန့်ဆိုရင်ဆိုင်းဆရာကလိုက်မတီးသေးဘူးသူ့ကိုကြည့်ပြီးတော့ပြုံးလို့သူပြီးမှဆိုင်းဆရာကညွန့်ပြီးတော့တီးတယ်ဆိုင်းဆရာတီးရင်စရောင်းတောင်းကတပြန်ကြည့်ပြီးတော့ပြုံးလို့နှစ်ဦးသာအပြုံးချင်းဖလဲကြတယ်တဲ့ဂီတအနုပညာပြိုင်နေကြတာမဟုတ်အပေးအယူမျှနေကြတယ်မန္တထဲကပြိဿကြီးအားလုံးပြုံးလို့ကျက်တည်ရှိလိုက်တာကျက်တည်ရှိလိုက်အခုနဘတ်စကားဘောဟာနဲ့တခြားစီပဲမေတ္တာချင်းတုံ့ပြန်ဖလှယ်နေကြအဲ့လိုနီးနဲ့ကျွန်တော်အချင်းယုံပြီးတော့နေကုန်းချုပ်ပါမယ်အဲ့လိုနီးနဲ့စရောင်းတောင်းကဒီတေပုံမာတွေကိုဆိုးလိုက်တရားတွေကိုဟောလိုက်တဏှာပူးတဲ့ယူတွေမှာအမှုမပြေပင်မရှာလိမ့်လေတဏှာဖန်တဲ့အကန့်တွေမှာအပန်းမပြေပင်မရှာလိမ့်လေတဏှာကြိုက်တဲ့အမိုက်တွေမှာအငိုက်မပြေပင်မရှာလိမ့်လေတဏှာကြောင့်မို့လို့ကျွန်တော်တို့တန်တရားလည်နေကြတာပါအဲ့ဒီတဏှာကပူနေတော့မူပါတယ်တဏှာကဖန်နေတော့ကံပါတယ်တဏှာကိုကြိုက်လို့မိုက်ပြီးတော့တန်တရားတကြောမျောနေကြတယ်ဟောဒီလိုဗုဒ္ဓသာသနာတော်ကြီးနဲ့ဂျုံနေပါရဲ့နဲ့ကျွန်တော်တို့ကဝိပဿနာတရားဘာဝနာပဲတီကလေးမှမဝဲနိုင်ကြပါဘူးမိုက်မလင်းနိုင်ကြဘူးအဲ့ဒီမိုက်မလင်းနိုင်တဲ့ဟောဒီစရောင်းတောင်းကပို့ဆိုးတယ်ခမထရေကလေးရက်ကလေးတောက်တတ်ပို့မိုက်တယ်ခမသူတုံးပြန်ပုံနော်သူတုံးပြန်ပုံကရန်လိုပြီးတုံးပြန်တာမဟုတ်ဘူးသူ့ကိုယ်သူနှိမ်ချပြီးတော့တုံးပြန်လိုက်တော့ပရိသတ်ကကျေနပ်သွားတယ်ခြေရက်တော့တာတော့အပြစ်မမြင်တော့သလိုဖြစ်သွားတယ်အဲ့လိုနည်းနဲ့သူကနောက်ဆုံးပိတ်ကြတော့ဒီချိန်ကြည့်လိုက်တဲ့အခါနာယီဝက်ကြော်နေပြီသူနားပါမယ်မြို့ပိတ်သိအလှည့်ပြန်ပေးပါမယ်ဆိုတော့နားထောင်ကောင်းနေတဲ့ဟိုနောက်ကတယောက်ကဆရာပဲဆက်လုပ်လိုက်ပါတဲ့ဟောတယ်အဲ့နားထောင်ကောင်းတဲ့ထဲမှာအဲ့လူတွေမကောက်ကျန်တဲ့လူတွေအကုန်လုံးပါတော့ဟောကနေလက်ခုပ်တီးပြီးတော့ထောက်ခံနေစောစောအတင်းတုတ်တဲ့ကောင်တွေလက်ခုပ်တီးနေကြပြီအဲ့ဒီနားထောင်ကောင်းတဲ့ထဲမှာဘသူပါသေးတော့မြို့ပိတ်သိဆရာလိုင်းပါတယ်မြို့ပိတ်သိကပြောတယ်ဆရာပဲဆက်လုပ်လိုက်ပါသူလည်းမထရင်တော့အော်မဟုတ်ပါဘူးခင်ဗျကျွန်တော်နားမှာပါခင်ဗျဒီအရှိချိုင်းဖြစ်မောင်ရှင်လောင်းလေးတွေကိုမင်္ဂလာသပြေကနေရေးပေးရတော့မယ်မင်္ဂလာချီးမွမ်းခွင့်ဆိုရတော့မယ်ကျွန်တော်ကလည်းထေကလေးရက်ကလေးတောက်တတ်တော့မတော်ဘူးလားလို့ပါခင်ဗျမြို့ပိတ်စိတ်ကလှမ်းပြောတယ်လောက်သာလောက်ပါဘာမှမဖြစ်ပါဘူးသူပဲခုနဖြစ်တယ်ပြောပြီးတော့အဲ့ဒီမှာအားလုံးရဲ့တောင်းဆိုချက်ရဆရာတော်တောင်းကအောင်ပါစေသပြေပန်းနဲ့ရေချမ်းငိုးလောင်းဒီသချင်းဆိုတော့မြို့ပိတ်စိတ်ကမနေသာထလာပြီးတော့သပြေကရေပဲပေးရှာတယ်မြို့ပိတ်စိတ်ကဘာဖြစ်သွားတော့ဆိုတော့ပိတ်စိတ်အကူဖြစ်သွားပါတယ်သို့တော့သူ့ကိုယ်သူမသိငယ်ဘူးတစ်ဖက်သားကိုကူညီတာပြုံးလို့ဆရာတော်တောင်းသချင်းဆိုတဲ့ဘက်ကိုလှည့်ကြည့်လိုက်ပြုံးလိုက်
မောင်ရှင်လောင်းလေးတွေရေးပက်ပေးလိုက်ပြောလို့ကြောကျိုးဘုရားတရားတန်ခါကြောတော့ချီမန်းဝင်လေးတွေစွတ်ပေးလို့နှစ်ဦးသာသူတို့ပေးယူမျှနေပြန်ပြီပိဋိပွဲကြီးပြီးကြပါစို့ဆရာတော်တောင်းကကောင်းမောင်းကိုဖြုတ်လွယ်ထဲထိုးကြိတ်ထဲအင်ကြီးရှေကြီးကိုချွတ်လုံးသိပ်ထဲပစိုးလဲထိုးကြိတ်ထဲပြီးပြီ3မိနစ်မနက်တိုင်းမိဆေးပေါ်လိပ်ဖွာနေမြို့ပိတ်သက်ကမောင်ချက်တွေကောင်းမောင်းလေးဖြုတ်ဘူးတဲ့ထက်ပြန်ပိတ်သို့ရင်အင်ကြီးရှေကြီးကိုခေါက်ရိုးကြအောင်ခေါက်ကြိုးကြီးစိတ်ကိုခေါက်သားကြအောင်ခေါက်တက်တာတွေဥထက်တက်တာကိုပိတ်ကြားလိုက်တာမနက်ထဲမှာလူတွေမရှိတော့ပါဘူးရွာသားစိန်တဟန်ဆိုင်ဝိုင်းထဲမှာရှိသေးတယ်ဘာလို့နေတော့ပတ်စာတွေကိုဘုံမွားပတ်စာကိုလကွင်းကလေးနဲ့ခွာနေတယ်မြို့ပိတ်စိတ်ကအဝတ်စားလဲလို့ပြီးတော့တက်တာကလေးဆွဲမန္တထဲလျှောက်သွားစရုံတောင်းထိုင်နေနာရောက်တော့ဒူကလေးတုတ်တက်တာကလေးကိုဘေးမှာချဦး3ချိန်ရိုးသေးသေးရှစ်ခိုးကြော့စိန်တဟန်မြင်နေဟာကြော့နေပါလားဘိသိက်ပြိုင်ကမြင်ခွင့်ပြောင်းသွားပြီဟိုဘိသိက်ကဘာပြောမှာပါလိမ့်နားဆွင့်နေစရုံတောင်းပြောတဲ့စကားနားထောင်ကြည့်ပါဩကျွန်တော်ကဆရာလိုက်ကိုပညာရှိလို့ထင်ထားတာကျွန်တော်မှားသွားပြီခင်ဗျားကပညာရှိုံမှမကပဲပညာရှိသူတော်ကောင်းပဲကြော့လာတဲ့လူကိုလက်မထောင်နိုင်မယူဘူးသူကတောင်ပွေ့ပိုက်ပြီးကောင်းမအမြင့်ကိုတင်းနေကြည့်ပါဒီဘိတ်သိပ်ပြိုင်ဘသူရှုံတော့ဘသူမှမရှုံဘသူနိုင်တော့နှစ်ယောက်စလုံးနိုင်ဟိုမျိုးဘိတ်သိပ်ဆရာလိုက်အသက်40လောက်မန်တရှိတက်တဲ့အရွယ်နိုင်ရင်လို့ပြိုင်တောင်ပြိုင်သေးခြေထောက်နဲ့တောင်ပိုင်နှင်းချေသေးတစ်ဖက်လူကမပြိုင်ရှာဘူးနှိမ်ချတယ်သူ့ကိုအမွန်းတင်တယ်အဲ့ဒီမှာငါမှားပြီလို့သိမှားပြီလို့သိတာနဲ့ဝန်ချကြော့နိုင်တာအဲ့ဒီလူသူတော်ကောင်းပညာရှိဖို့မခက်ဘူးပညာတွေတက်အောင်တင်ပညာတက်ဆင်ញံုံတရားတွေအားကောင်းပညာရှိတယ်ပညာတက်ပေါ်ပါတယ်ပညာရှိလဲပေါ်ပါသေးတယ်ပညာရှိသူတော်ကောင်းရှားတယ်လူတွေပညာရှိသူတော်ကောင်းဖြစ်စေချင်ပါတယ်စာဖတ်ခြင်းဖြင့်မြင့်အောင်မြင့်မှာပညာရှိအောင်လုပ်ပါစိတ်ကောင်းရှိခြင်းဖြင့်နှိမ်ချခြင်းဖြင့်ကြီးမြင့်အောင်မြင့်ပါအဲ့လိုလူတော်တွေလူကောင်းနေတော်လဲတော်တယ်ကောင်းလဲကောင်းတယ်များရင်မြင့်တဲ့လူတွေကမိမိကိုယ်ကိုမိမိမြင့်အောင်မြင့်ပြီးရင်ဘယ်တော့မှငြိမ်ငြိမ်မနေဘူးကိုယ်ပတ်ဝန်းကျင်ကိုမြင့်ပါလိမ့်မယ်ကိုယ်တိုင်းပြည်ကိုယ်လူမျိုးကိုမြင့်အောင်မြင့်ကြပါလိမ့်မယ်လူအားလုံးစာဖတ်ကြပါစိတ်ကောင်းရှိပါမိမိကိုယ်ကိုမြင့်အောင်မြင့်နိုင်ကြပါစေကိုယ်တိုင်းပြည်ကိုယ်လူမျိုးကိုလည်းမြင့်အောင်မြင့်နိုင်ကြပါစေလို့ဆုတောင်းရင်းညီကုန်းချုပ်ပါတယ်